ပြီးခဲ့တဲ့အပိုင်းမှာဘယ်ဝဲသားရဲ့အမှုကိုဖော်ထုတ်နိုင်ခဲ့ပြီးနောက်မှာတော့နေလက်ရတဲ့ပုံပုံဝင်ခဲ့ပါတယ်။ရဲစခန်းမှာတော့ရဲချေကြီးကသမောစိတ်မှာမောင်ခိုရရှိရလို့တင်ရထားအကြောင်းသူအဖက်ကိုတော့ဖန်ဆီးဖို့နေရာချနေပါတယ်။ဒါပေမဲ့ဂျူရီနဲ့ကတော့နားမထောင်ပဲသမောစိတ်ကိုနှစ်ယောက်တည်းဟန်ဆောင်နေမရတဲ့အထိထွက်သွားပါတယ်။ဂျူရီတို့ကိုမြင်သွားတဲ့စနူကတော့အဲ့ဒီထက်ကိုဝင်လို့မရတဲ့အကြောင်းကိုပြောပေမဲ့နစ်ကဒီစက္ကန့်ကိုသူတို့သားလေးအတွက်မွေးလက်ဆောင်အဖြစ်ပြပေးချင်ုံဘာလို့ဒရမာရဲ့ပြလိုက်တာကြောင့်တနာသွားတဲ့စနူနဲ့လက်ခံလိုက်ပါတယ်။ဂျူရီတို့လည်းအဲ့ဒါကိုခွန်ကောင်းယူပြီးတော့ကိုရီနာကိုတော့အသူ့ဝင်နဲ့ဖွင့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရွှေချကြီးရဲ့အတန်ကဝကီတိုကီတွေကနေထွက်လာကြောင်းစနုလည်းဂျူရီတို့ကရဲရဲစတော်ပြီးတော့သူ့ရဲ့ကားနဲ့ထွက်ပြေးသွားပါတယ်။ဂျူရီတို့ကလည်းဘီနာမရှိရဲ့ဝတ်တော်ရဲ့ကားကိုသုံးပြီးတော့လိုက်ပါတယ်။ပြီးမှလည်းရဲချကြီးနေရာချထားတဲ့ရဲအဖွဲ့တွေရှိနေပြီးတော့ဂျူရီတို့ကိုရခိုင်ပြီးသူတို့ပဲဆက်လိုက်မဲ့အကြောင်းကိုပြောပေမဲ့ဂျူရီကတော့နားမထောင်နဲ့ဆက်လိုက်ပါတယ်။ဒါရင်းနဲ့စနုကလမ်းမကဆိုင်ဖို့နဲ့တိုင်ပြီးတော့ဒါကြောင့်ဒလစ်လက်တော့ပြီးတော့ရှိမရှိရဲ့ဒလိစင်တွေကိုတိုင်ပြီးတော့မဲ့ချိန်မှာဂျူရီကစနုကားတွေကိုခုံဝင်ပြီးတော့မတိုင်မီအောင်ရှော်လန့်နေပါတယ်။ကားပေါ်ကနေကြတော့စနုကိုတော့ဇီဘရာတွေကအသင်ဖန်တီးလိုက်ပါတယ်။ဂျူဒီကားပေါ်ဆင်းမဲ့လုံမှာကားပေါ်မှာအတရားတော်တော်ကိုတူလိုက်ရပါတယ်။တကယ်တော့တူပီယာမှာတော်တော်ဝိုင်းမနီတို့ကနှစ်ချီချနေပါပြီ။စခန်းကိုတယောက်တဲ့ခါမှာတော့ဆရာကျွေးဆရာစုခံရပါတယ်။ဂျီရိုရဲ့အကြောင်းကသတင်းစာတွေထဲမှာတော့ပါလာတာကြောင့်အခြားရွက်တွေရဲ့ဘုံရင်ကိုကျဆင်းနေတယ်ပြီးတော့ဂျူနယ်တစ်ကိုစေယုကဆရာဝန်စီသွားခိုင်းပါတယ်။မသွားရင်တော့ဂျူနယ်တို့ရဲ့အဖေကိုသူကိုရန်ထစ်သိမယ်လို့ပြောပါတယ်။ဂျီတို့လည်းမငင်းတာပဲဆေးရုပ်ကဆရာဝန်ဖက်ဖီစီကိုရောက်လာပါတယ်။ဖဖီကတော့ဂျူနီနဲ့ကိုဒုက္ခရောက်နေတဲ့အတွက်ပြောလို့တတ်မှတ်လိုက်ပါတယ်။အခြားသူတွေကလည်းဂျီတို့ကိုအသုံးမကျတဲ့လူတို့ထောင်ယုံနေကြပါတယ်။ဒါကိုနိကဘယ်လိုမှသဘောမထားပေမဲ့ဂျူဒီကတော့သူတို့လုံးနိုင်တဲ့အကြောင်းကိုသိပြချင်နေပါတယ်။အရင်ရောက်တဲ့ခါမှာတော့ဂျူဒီကသူသိချင်နေတဲ့သူ့အကြောင်းကိုရှာပါတယ်။အဲ့ဒီအချိန်မှာပဲသူ့တော်ဘာကြီးတိုက်ခိုက်ခံရတာနှစ်တရာတည်းရောက်တော့မယ်ဆိုတဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ဂျူဒီလည်းသိဝင်သွားပြီးတော့အဲ့ဒီဘေကိုနစ်ကိုပါခေါ်သွားပါတယ်။ဘိုးရင်းမှာတော့လက်ဆောင်သန်းနေနဲ့နစ်ကပွဲကိုထိစီဖို့လုပ်ထားတဲ့ထောင်ချောက်တွေနဲ့မိဆိုင်မှုအမှုကိုတွေ့လိုက်ရပါတယ်။နစ်လည်းဂျီတီကိုတရုတ်ကိုအညံတော့ပေမဲ့ရေချွေးကြီးနဲ့ထိတဲ့ဆုံတော့တာကြောင့်ဆရာကျော်ကနစ်ကိုပွဲထဲကနေခေါ်ထုတ်သွားပါတယ်။နစ်ကလည်းထွန်းထားတဲ့မိဆိုင်ကိုချောင်းနဲ့ကန်လိုက်ပြီးတော့အပေါ်အမွေကိုညင်တောင်းပြလိုက်ပါတယ်။မွေကအဖို့ဆင်လာလိုက်တာကြောင့်ပွဲတကလူတွေလည်းရုပ်သက်ထစ်သွားကြပါတယ်။မွေကလင်စကီနဲ့စာကိုခွေသွားလိုက်ပြီးတော့လင်စကီရဲ့ညလုံးနဲ့စကန်ဖတ်လိုက်ပါတယ်။ဂျူဒီကလင်စကီကိုဒုက္ခမပေးဖို့မွေကိုတောင်းဆိုပါတယ်။ဒါပေမဲ့မွေကအများကြီးလူကြောက်စီရမကောင်းပဲတကယ်လူဆိုကလင်စကီတစ်ကြောင်းကိုတွေ့ရပါတယ်။အခုဆိုတို့ဘီယာကလူတွေဒီထိုင်အရာတွေအကုန်လုံးကအလိမ်အထိကြောင်းနဲ့သူတို့သွားထဝါတွေကထင်းသလားကြောက်စီရမကောင်းကြောင်းသွားထဝါရဲ့အကြောင်းကိုသတင်းမှတွေထင်ထားလို့ဒါလို့ရှင်းနေကြောင်းကိုတွေ့ရပါတယ်။နောက်ပြီးတော့ဆောက်ထဲမှာမန်တရားတွေအားလုံးပါကြောင်းကိုပြောပြီးတော့အမှုမှန်ဖော်ထုတ်ပေးဖို့ချွေတီကိုပြောပါတယ်။အဲ့ဒီအချိန်မှာပဲမမမသိသေးတဲ့နေကဝင်လာပြီးတော့မွေကိုမေးတော့အောင်ချလိုက်ပါတယ်။လင်စကီကမွေကိုတက်ဒီစာအုပ်ကိုချက်စီဖို့လုပ်နေတဲ့အကြောင်းဂျူဒီကဝင်တားလိုက်ပြီးတော့မွေကပါတတိယအကြောင်းအဲ့ဒီအချိန်ဝင်လာတဲ့ရေချိုးကြီးကိုကြောက်လက်နဲ့အစွဲနဲ့ပေါ်လိုက်မိပါတယ်။ဂျူဒီကအစိကိုထုတ်ဖို့လုပ်နေတဲ့အချိန်အခြားရွက်တွေရောက်လာပြီးအထင်လွဲသွားတဲ့အတင်းလင်စကီကပါဂျူဒီကမွေနဲ့တခွေလို့ပြောလိုက်တာကြောင့်ဂျူဒီလည်းမွေနဲ့အတူထွက်ပြေးရပါတယ်။ဟေးစီကထွက်ရင်းနေတဲ့နေတို့ကိုမစ္စတာဘစ်ကကလိုက်ပြီးတော့ဒီကိစ္စမှာဝင်မပတ်ဖို့ပြောပါတယ်။ဒါမဲ့လည်းဂျူဒီကမွေကိုကူညီဖို့ပဲဆရာထက်တဲ့နေရာကြောင့်မွေပေးလိုက်တဲ့စာကိုနားလည်နိုင်ဖို့အတွက်သားတော်ဝိုင်းနဲ့ယင်းနေတဲ့ဒေဘေစီကိုညွှန်လိုက်ပါတယ်။ဒေဘေကဂျူဒီနဲ့ကိုရေရောက်ကပေါ့ထိုးစီကိုခေါ်သွားပါတယ်။ဘားထဲမှာတော့ယင်းနေတဲ့တော်ဝိုင်းနဲ့သားတော်ဝိုင်းမျိုးသုံးရှိနေပြီးတော့ပုတ်တင်ညိုတကောင်တည်သွားပြီးတော့စာအုပ်ရဲ့အကြောင်းအရာတွေကိုဖတ်ရဖို့ပြောပါတယ်။ပုတ်တင်ညိုကဒီစာအုပ်တွေကမွေတွေပဲဖတ်လို့ရတဲ့အကြောင်းပြောပြီးတော့ဂျူဒီကဒင်စကီလိုကြောင့်တကောင်ကမူရီပဲဖတ်လို့ရတဲ့စာကိုရေးစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ပုတ်တင်ကလင်စကီကအရင်ကမူရီကိုမုန်းတဲ့သူဖြစ်ပြီးတော့မူရီနဲ့လိတ်နဲ့ကျင်းတာဖြစ်ပြီးရတယ်။သူတို့တွေကမူရီကိုမယုံကြည်တော့ပဲအလုံးပုံနေထုံးတဲ့အကြောင်းတွေသိရပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးလိုက်ဖမ်းနေရကြောင်းပုတ်တင်ညိုကပဲဂျူနီယာနဲ့ကိုကယ်လိုက်ပါတယ်။ဒါပေမဲ့မွေကပါရောက်လာပြီးဂျူဒီလက်ထက်စာကိုလူတော်တာကြောင့်မွေနောက်ကိုလိုက်ရတယ်မှာတဲ့။ဒီပိုင်းလိုက်တဲ့ကိုမဝင်ဖို့တတိပေးလိုက်ပြီးမဲ့ဂျူဒီကတက်ကြီးကိုဝင်သွားတာကြောင့်နေပါလိုက်ဝင်သွားရပါတယ်။ဒီဘက်လိုင်းကအရန်ရှိတာကြောင့်မခံနိုင်တော့တဲ့ဂျူဒီကိုနေကဘေးမှာရှိရထွက်ပေါက်တည်ထွက်ပေါ်သွားပါတယ်။အပြင်မှာတော့တောင်တစ်ခုရဲ့ပေါ်မှာအတင်လုံးကိုတူလို့တော်ပါတယ်။နေကဒီအမှုကအန်နဲ့ညာလွန်တာကြောင့်ဆောင်းမလိုက်ဖို့ဂျူဒီကိုပြောနေပေမဲ့ဂျူဒီကတော့အမတ်တရားကိုပဲရအောင်ပေါ်လျော်ကိုစိတ်ပိုင်းထထားပါတယ်။အဲ့ဒီအချိန်မှာပဲအင်္ဂါယူကြလာတာကြောင့်မွေနဲ့ပပကဂျူဒီကိုကယ်လိုက်နိုင်ပေမဲ့နေကတော့ရဲတွေလက်ထက်မှာဖမ်းခံလိုက်ရပါတယ်။မွေလေးကသူ့နာမည်ကယ်ရီထချောင်းကိုလွတ်ရပြီးတော့သူ့မှာမွေသိထီထီရှိနေရကြောင်းကိုကြောက်ဖို့ကြွရပါတယ်။ YouTube ကလည်းစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုရှာဖွေဖို့လုပ်လိုက်ကြပြီးတော့စာအုပ်ကမွေးပိုင်းတဲ့စာအုပ်ထင်းနေကြောင်းနဲ့သူတို့ဘီယာနေကြီးကိုလည်းဂရီအဖွားကစတင်နေချောင်းခဲ့တဲ့အကြောင်းကိုသိလိုက်ရပါတယ်။ဂရီရဲ့အဖွားကသူတို့ဘီယာကိုသူ့ဆန်အလုံးစုံနေထိုင်လို့ရတဲ့မျိုးတစ်ခုဖြစ်စေချင်တာကြောင့်နေထိုင်တဲ့သူ့ဆန်နေနဲ့လိုင်အောင်ညီတွေရသူတို့တိုင်းတွေကိုတိစောက်ခဲ့ပြီးတော့ဆန်အသီးသီးရဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးနေနိုင်ခဲ့ပါတယ်။ဘောလင်စကီကစာချုပ်ကိုသူတို့အထုပ်ဝင်လုပ်ပြီးတော့လေတူကိုသက်ကမွေတွေကိုကြောက်သွန်းခဲ့ရကြောင်းမွေတွေလည်းသူတို့ဘီယာမှမနေနိုင်တော့ဘဲအဝိကိုထွက်သွားလိုက်ရပါတယ်။
ဒါပေမဲ့ကယ်ရီရဲ့အဖေကမူရစာချုပ်ကိုလွှဲလိုက်နိုင်ပြီးတော့စာချုပ်ကိုလည်းသူ့ရဲ့အိမ်မှာပဲသိမ်းထားပါတယ်အကျိုးကိုယူနိုင်ဖို့အတွက်ဂျီတို့ကဒေသခံထားတဲ့မူရတော်ဟောင်းကယ်ရီအဖေအိမ်ကိုသွားမှာဖြစ်ပေမဲ့မူရတော်ဟောင်းမှာမိအထက်ခံထားရတာကြောင့်လက်စင်ကိုသွားပြီးတော့မိခလုတ်ကိုရင်ဖွင့်ရမှာပါရှေးတွေကပို့ပါရဲ့ဖိုးကနေတဆင်းဂျီတို့ကိုချီရခံပြီးတော့တာကြောင့်ဂျီတို့လည်းပွဲရတဲ့ခုတည်းစီကိုဝင်ပြေးရပါတယ်ဂျီတို့ဘာလုပ်နေရဆိုတာကိုသိသွားတဲ့လင်စကီကတော့ဂျီတို့ကိုတခါတည်းသတ်မိပေးလိုက်ပါတယ်အခန်းထလိုက်ရတဲ့နေ့ကလည်းထောင်ပေါင်းပြေးလိုက်လာပြီးတော့ထောင်ထဲကသူ့ငယ်ချင်းနဲ့အတူဂျူဒီတို့စီကိုသွားပါတယ်။ရေမွေသေးချောင်းမီလေးနေတဲ့ဂျူဒီကိုတော့ဂေဒီကပဲအန်ယူတက်ရအောင်ဖက်ပေးထားပါတယ်။အဲ့ဒီအချိန်မှာဟဲဒီကခန်းထဲဝင်လာပြီးတက်ခိုက်ပေမဲ့နေရှိရဲ့နေရာကိုတည်သွားတဲ့ဂေဒီကနေကိုအဖွက်စီရတီသိကိုလှမ်းတောင်းပါတယ်။အဲ့ဒါကြောင့်နင်းနဲ့ပေါ်ဘကလည်းတက်ခိုက်နေချပြီးတော့နှစ်ယောက်သားခုနေရင်းနဲ့ဝစီတီကခမောအစွန်းဘက်ကိုကြားတော့တာကြောင့်ခမောအစွန်းတီနေကတော့ယူပါတယ်။ခမောစငါဝင်မခံတာကြောင့်ပြောတော့ခဲ့ပေမဲ့ဒီချီလေးကိုတော့ဂေဒီစီရအောင်ပို့ပေးလိုက်နေတာကြောင့်ဂျူဒီတယောက်စီးတင်ရလာပါတယ်။နဲ့လည်းဂျူဒီချီသွားသိပြီးတော့သူဂျူဒီကိုဆုံးရှုံးမခံနိုင်တဲ့အကြောင်းကိုပြောပါတယ်။စတိုပီယာနျူဂျီကလည်းနျူရဲ့ပါရှင်အစ်စ်ကမွေးရေးထချောင်းကိုတည်သွားကြပြီးတော့တီးသွားတဲ့ပပကိုလည်းရွေးတွေကဖန်လိုက်နိုင်ပါတယ်။